အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကကျွန်တော်ထိုင်းရောက်နေတဲ့ကျွန်တော်ရွှေမြန်မာတွေလုံးဝကိုကြော်မသွားပါနဲ့ဒါတကယ်ကိုအနေနဲ့များတယ်ဗောနော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်အခုအပေါ်မှာမြင်နေရတဲ့သူတွေကထိုင်းနိုင်ငံရဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ CNB ကနေဖမ်းဆီးထားတဲ့ဒီ online လောင်းကစား game website တွေကိုမှသူတို့ကဂျားကန်ဘန်ကောက်တွေဖွင့်ပြီးတော့ရောင်းစားနေတဲ့ gain ပေါ့နော်ဒါသူတို့က gain ပုံစံတွေကိုလှုပ်ရှားနေရနော်သူတို့ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့ဒီသူတို့ကဒီလူမှုကွန်ရက်စာမျက်နှာတွေမှာသူတို့ကကြွညာတယ်ဘယ်လိုကြွညာလဲဆိုတော့ဒီရွှေ့ပြောင်းလုပ်သားတွေကို web permit တွေအလုပ်လုပ်ငန်းလက်မှတ်တွေတက်တန်းတိုးပေးတယ်ဆိုတော့ company ပုံစံမျိုးအယောင်ဆောင်ပြီးတော့ဒါသူတို့ကဖောက်တယ်တွေကိုရှာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ရွှေ့ပြောင်းလုပ်သားတွေကသူတို့စီမှာအလုပ်သွားအပ်တယ်အလုပ်လာအပ်တဲ့ဒီ passport တွေကိုသူတို့ကဘဏ်အကောင့်တောင်ဖွင့်ပြီးတော့မှအဲ့ဘဏ်အကောင့်တွေကိုတစ်ဆင့်ပြန်ရောင်းစားတာပေါ့နော်အဲ့တော့တော်တော်ကိုအနေရကြီးတယ်ကျွန်တော်တို့ကဒါကိုမသိဘဲနဲ့သွားအပ်မိလိုက်မယ်ဆိုဒါရှင်းလို့ကိုပြီးမှမဟုတ်တော့ဘူးเนาะကိုကတော့ဘာမှမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့အချက်လက်တွေနဲ့ဒီဘဏ်အကောင့်က online လောင်းကစားလုပ်နေဆိုလေအဲ့တော့တော်တော်ကိုအနေကြီးပါတယ်ပြီးတဲ့အခါမှာဒီရဲတပ်ဖွဲ့ကဒီ gain ကိုဝင်ပြီးတော့ဖမ်းပြီးတဲ့အချိန်မှာစုစုပေါင်းဘတ်တန်90သူတို့ရဲ့ဘဏ်အကောင့်တွေထဲမှာလဲပတ်နေတယ်ပြီးတဲ့အခါမှာဒီနိုင်ငံသားတွေဖမ်းပြီးတဲ့သူတွေကဘယ်နိုင်ငံသားဖြစ်လဲဆိုတော့ကိုတော့သူတို့ကတရားဝင်မပြောရဘူးပေါ့နော်ပြီးတော့သူတို့ကိုဒီထပ်ပြီးတော့စစ်ဆေးနေပြီးတော့ဒီဂျားကန်ဘန်ကောက်လိုက်ပြီးတော့ဖွင့်ပေးတဲ့သူတွေကိုလည်းသူတို့ကထပ်မံဖမ်းဆီးဖို့ဒါရဲတပ်ဖွဲ့ကပြင်ဆင်နေရပေါ့လေအဲ့တော့ကျွန်တော်ထိုင်းရောက်နေတဲ့ရွှေမြန်မာတွေဒီလိုမျိုးအလုပ်ကိုတွားပြီးတော့မပတ်သက်မိပါစေနဲ့ငွေလွယ်ရတယ်ဆိုပြီးတော့လေတချို့ဒါကျွန်တော်အပြင်မှာကြားနေရလေရှိတယ်ဒါဘန်ကောက်ဖွင့်ပေးပြီးတော့ဘန်ကောက်ရောင်းစားနေတဲ့ပုံစံမျိုးတွေလည်းရှိတယ်ပေါ့လေအဲ့တော့ဒါကတော့အထူးကိုဆင်ခြင်သင့်ပါတယ်အခုဒီကြားဖြန့်ကိစ္စတွေရှိတဲ့အတွက်ဒီကိစ္စတွေကိုပါထိုင်းအစိုးရကနေပြီးတော့တကယ်ကိုတင်းကျပ်နေတာဖြစ်တယ်အဲ့တော့အဆအဆရဂယူဆိုင်ကြပါဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့အုပ်စုပါ